အာမခံထားသူတွေတော်တော်များများမသိကြတဲ့ကားအာမခံရဲ့ရော်ကြီးမရနိုင်တဲ့အချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1အရက်တောက်ပြီးတော့ကားမောင်းနေဆိုရင်ရော်ကြီးမရပါဘူးနံပါတ်2အချက်ကတော့ရင်စီကန်းလက်စီကန်းကိုတမင်ချိုးဖောက်ပြီးတော့ကားအက်ဆီဒန့်ဖြစ်သွားတယ်ဆိုရင်ရော်ကြီးမရနိုင်ပါဘူးနံပါတ်3ပျက်စီးချိန်တန်လို့ပျက်စီးတာဝဲရံချဲပေါ့နော်ပျက်စီးချိန်တန်ပြီးတော့ပျက်စီးတဲ့အရာတွေအတွက်ရော်ကြီးမရပါဘူးနံပါတ်4လိမ်လည်မှုကြောင့်ဖြစ်ပေါ်လာတဲ့ဆုံးရှုံးမှုတွေအတွက်ကိုအာမခံရော်ကြီးမပေးပါဘူးနံပါတ်5 terrorism S လို့ခေါ်တဲ့အကြမ်းဖက်ဥပဒေနဲ့ညီစွန်းတဲ့ကိစ္စတွေကြောင့်ကိုကားပျက်စီးသွားရင်လည်းရော်ကြီးမရပါဘူးနံပါတ်6ကားရဲ့တခြားအစိတ်ပိုင်းတွေထိခိုက်မှုမရှိဘဲနဲ့တာယာတီးသန့်ပျက်စီးတာအတွက်ကိုလည်းရော်ကြီးမရနိုင်ပါဘူးနံပါတ်9တပိတ်အထီးကရုံးနဲ့မလို့တမပျက်စီးမှုတွေမှာကိုယ်တိုင်ပါဝင်ပြီးတော့မှဒီကားကပျက်စီးသွားတယ်ဆိုရင်ရော်ကြီးမရပါဘူးနံပါတ်10ရော်ကြီးရလို့မှုနဲ့ကိုကားကိုဖျက်ဆီးတာအတွက်ကိုလည်းရော်ကြီးမပေးပါဘူးနံပါတ်9ကျွန်တော်တို့ကားအမကန်ထားတော့မယ်ဆိုရင်အဆူလွာမှာဖော်ပြတဲ့အချက်တွေရှိတယ်အဲ့ဒီအချက်တွေနဲ့မတူဘဲနဲ့ဥပမာ engine power ကြောင်းလဲပြီးတော့တက်ဆင်ထားတာတွေဒါမှမဟုတ်ကားရဲ့အသုံးပြုပုံ usage ချိန်သွားတာတွေအဲ့ဒါတွေအတွက်ကိုလည်းကာဗာမပေးပါဘူးနံပါတ်10ကားတစ်စီးကိုကိုကဝယ်လိုက်တယ်အာမကန်ပါလာတယ်ကိုနာမည်မပြောင်းထားဘူးဆိုရင်လည်းကာဗာမပေးပါဘူးအဲ့တော့တချို့တွေပြောတယ်ကားအာမကန်ပါတဲ့ကားကိုဝယ်လိုက်တယ်ကာဗာရမယ်လို့ထင်တယ်မရပါဘူးကျွန်တော်တို့ဝယ်လိုက်တယ်ဆိုရင်ဝယ်တဲ့သူနာမည်ကိုအာမကန်ရုံမှာလာပြောင်းရပါတယ်အဲ့ဒါမှဝယ်သူအစ်စ်ကနာမည်နဲ့အာမကန်တောင်းလို့ရမှာဖြစ်ပါတယ်နံပါတ်7ကိုကားကိုအာမကန်မထားတဲ့ကဲ့သို့မဆောင်ရှောက်ရင်လည်းရော်ချင်းမရပါဘူးဥပမာပေါ့နော်ကျွန်တော်တို့အရှိမရေးကြီးနေတယ်ဟာကိုကအာမကန်ထားတာပဲဆိုပြီးတော့ရေကိုဖြတ်မှောင်မယ်အမှဖြစ်စီသွားရင်ရော်ချင်းပေးမှာမဟုတ်ပါဘူးအဲ့တော့ကိုကားကိုအာမကန်မထားတဲ့ကဲ့သို့ဆောင်ရှောက်ရမှာဖြစ်ပါတယ်နံပါတ်7ဆိုရင်လိုင်စင်တက်တမ်းမရှိတာလိုင်စင်မမှန်တာအဲ့ဒီအတွက်ကိုရောချင်းမရပါဘူးလိုင်စင်ဆိုတဲ့နေရာမှာရေမောင်းလိုင်စင်လည်းပါတယ်ကားလိုင်စင်လည်းပါတယ်ရေမောင်းလိုင်စင်ကားလိုင်စင်တက်တမ်းလည်းရှိရမယ်မှန်လည်းမှန်ရမယ်အဲ့ဒါဆိုရင်တော့ရောချင်းရပါတယ်မမှန်ဘူးတက်တမ်းမရှိဘူးဆိုရင်ရောချင်းမရပါဘူးနံပါတ်73အနေနဲ့ဆိုရင်အာမကန်ကလိန်ဖြစ်ပွားတဲ့အချိန်ကနေ2ပတ်အတွင်းအကြောင်းကြားထားခြင်းမရှိဘူးဆိုရင်ရောချင်းငင်းပယ်လို့ရပါတယ်ဒါကတော့ကျွန်တော်ကားအာမကန်နဲ့ပတ်သက်လို့ရောချင်းမရနိုင်တဲ့အချက်တွေကိုနလန်းမီလောက်ပြောပြပေးသွားတာဖြစ်ပါတယ်တော့ကျွန်တော်အတွေ့အကြုံရဆိုရင်ကျွန်တော်ကိုယ်တိုင်ပေါ့နော်အခုလောလောဆယ်တော့ EV ကားစီးပါတယ်အဲ့တော့အဲ့အရှိမတော့ကျွန်တော်က Mac 2ကားကိုစီးတယ် 2.5cc နဲ့အဲ့ဒီကားစီးတော့ဆိုရင်ကျွန်တော်က F9 မှာအာမခံထားတယ်အဲ့တော့တရက်ကျွန်တော်အမျိုးသမီးကိုကျွန်တော်တို့တွားကြိုတယ်ပေါ့နော်ကျွန်တော်သမီးရဲ့ကျွန်တော်အမျိုးသမီးရဲ့ကျွန်တော်ရဲ့ပေါ့နော်သူဂျင်ဆော့တဲ့နေရာကနေပြီးတော့ညဘက်တွားကြိုတယ်ကြိုပြီးတော့ကျွန်တော်မိသားစုစကားပြောပြောနဲ့မောင်းလာတာပေါ့ဘိုးလမ်းမှာမောင်းလာတဲ့အချိန်မှာနောက်ကနေပြီးတော့ဒီ Mac 2ကားတစ်စီးနဲ့ပဲကျွန်တော်တို့ဝင်တိုက်တယ်တိုက်ပြီးတော့ထွက်ပြေးသွားတယ်အဲ့တော့ထွက်ပြေးတဲ့ကားကိုလည်းကျွန်တော်တို့ကမှတ်မိတယ်လို့ပြင်မဲ့ရော်ကြီးတော့မရနိုင်ဘူးပေါ့နော်ရဲစကန်မှာအမှုဖွင့်တာတော့မှရဲစကန်နေပြီးတော့ဒီကားကိုရှာလို့မရဘူးပေါ့နော်ပြောချင်တာတော့အဲ့ကားဝက်တောက်ဖြစ်ဖို့များတယ်ပေါ့နော်အဲ့တော့ကျွန်တော်အမကန်ထားရတဲ့နဲ့ကိုယ့်အကူပြင်လိုက်ရပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ဒီကားလိုင်စင်တက်တန်းကကုန်နေလို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကအမီမပေါက်တဲ့ခါကျတော့ကျွန်တော်ကအမီပေါက်ပိုင်ရှင်စီကနေပြီးတော့မှတ်ပုံတွေငှားနေတဲ့အချိန်မှာပေါ့နော်ဒီကားအက်ဆီဒန့်တွေဖြစ်သွားတယ်အဲ့တော့အမကန်ရှိရတာနဲ့အမကန်ကားပါမရလိုက်ဘူးကိုယ့်အကူပြင်လိုက်ရတယ်ပေါ့နော်အဲ့ဒါလေးတစ်ခုရှိတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့မိတ်ဆွေတူပေါ့နော်မိတ်ဆွေတူကနေပြီးတော့ကျွန်တော်တို့ကားအမကန်ထားတယ်အမကန်ထားတဲ့အချိန်မှာကျွန်တော်တို့ထားပြီးတော့ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ရေကြီးပြီးတော့သူ့ကားလေးကိုရေဝင်သွားတယ်ရေဝင်သွားတဲ့အချိန်မှာကျွန်တော်တို့အကြောင်းမကြားဘူးသူတို့အကြောင်းကြားတဲ့အချိန်မှာနှစ်ပတ်လဲကြော်သွားပြီးတော့အမကန်တက်တန်းလည်းကုန်သွားပြီအဲ့တော့ကျွန်တော်ဖုန်းဆက်တဲ့အခါမှာကျွန်တော်ကဝန်ထဲစွာနဲ့ပဲညင်းပင်လိုက်ရပါတယ်အမကန်ရုံပြောပြတဲ့အခါမှာလည်းအမကန်ရုံကလက်မခံဘူးပေါ့နော်အဲ့တော့ဒီအချက်တွေကကျွန်တော်ရဲ့ကိုယ်တွေ့အရာတကယ်ငင်းခံရတဲ့ case တွေဖြစ်ပါတယ် policy စာချုပ်မှာလည်းတကယ်လည်းကာဗာမပေးတဲ့အချက်တွေဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ကဒီမှာရှိတဲ့ကားအမကန်ထားပြီးတော့ဘာဖြစ်ဖြစ်ရောချင်းရမယ်လို့ထင်နေတဲ့သူတွေအတွက်ကျွန်တော်လာပြီးတော့ရှင်းပြတာပါအဲ့တော့အာမကန်နဲ့ပတ်သက်တဲ့ဘုဟုတုဒတွေကိုအဆက်မပြတ်နားထောင်ခြင်းနဲ့လေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဒီ TikTok channel လေးကိုfollow လုပ်ထားပေးပါကျေးဇူးအများကြီးတင်ပါတယ်